ကျွန်တော်တစ်တော်လေးကိုဖွင့်ကြည့်ရင်စိတ်မကောင်းစရာတွေအများကြီးတွေ့ရတယ်ဘလို့စိတ်မကောင်းစရာတွေတွေ့ရလဲဆိုတော့တွဲကားမောင်းတဲ့ညီကိုတွေ10ဘိန်း12ဘိန်းမောင်းတဲ့ညီကိုတွေဘာတွေဖြစ်နေကြလဲဆိုတော့ခဏခဏကားတိုက်တာတွေ့ရတယ်ကားလဲတာတွေ့ရတယ်ဆုံးရှုံးမှုတန်မှုတွေပေါ့ဗျာအုံနာဘက်လည်းမကောင်းသလိုဒရိုင်ဘာဘက်လည်းမကောင်းပါဘူးဒရိုင်ဘာဆိုတာကအသက်နဲ့ရင်းရတယ်အုံနာဆိုတာပတ်စံနဲ့ရင်းရတယ်ရင်မောင်းနေဒရိုင်ဘာတွေဘက်ကကြည့်မယ်ဆိုရင်တော့အသက်ဆိုတာအဖို့မပါပါဘူးကားမောင်းတဲ့ချိန်မှာအုံနှောင်းနဲ့ချင့်ညံသုံးပြီးကို့အရှိန်ကိုနိုင်တဲ့ speed ကိုသိနိုင်တဲ့လမ်းကိုအလွတ်ကျက်ပြီးတော့မှကိုနိုင်တဲ့အရှိန်တွေနဲ့မောင်းတင်ပါတယ်လို့သုံးသပ်ပါတယ်ဒီစီပေါစာတွဲကြီးကိုမောင်းလို့ငါဘယ်ချိန်မှရောက်ရမယ်မနှက်ကြရင်ရောက်ပြီးသားဖြစ်နေရမယ်လို့အုံနာအတင်းမောင်းခိုင်းလေကိုရတဲ့ပတ်စံကနှစ်ပဲတစ်ပြားပါပဲအသက်ကပတ်စံနဲ့ဝယ်လို့မရဘူးလူဘဝဖြစ်လာတယ်ဆိုတာဝကြွေးပေးဆက်ဖို့လာတာအဲ့ဒီအတွက်ကိုရဲ့အသက်အုံနာအသက်ထက်တမ်းမှုကြီးကဘာမှမရှိပါဘူးအုံနာပဲမောင်းခိုင်းမန်နေဂျာပဲမင်းမနှက်ကြရင်ရန်ကုန်ကထွက်လို့မနှက်ကြရင်မန္တလေးကိုရောက်အောင်မောင်းဆိုတဲ့အချိန်လေးပဲသူ့ဟာသူ GPS ကြီးပဲတက်လမ်းရဲ့အနေထားကိုမဝင့်ကိုနေရတနေရာမှာအကြာကြီးမထိုင်နေပဲနဲ့စားချိန်တန်ကြရင်ရက်စားတယ်အိတ်ချိန်တန်ကြရင်အိတ်တယ်ဒီချိန်မှာကိုဝိဖြစ်နေတဲ့အချိန်မှာလမ်းမှာအိတ်လို့အုံနာဟျောင်းဝင်ဘာလို့မမောင်းတာလဲမက်ဆီခိုးရောက်နေတာလားလို့ပြောရင်ဗီဒီယိုဖိုင်လေးရိုက်ပြီးပို့ပေါ့ဒါအမှန်တရားပြောတာပါနေလားငါလားဖြစ်သွားတယ်ဆိုတော့အုံနာဘက်လည်းမကောင်းဘူးဒရိုင်ဘာဘက်လည်းမကောင်းဘူးကားတွေကတော့အရင်ကောင်းပါတယ်ဒါပေမဲ့တင်ပေးတဲ့ဆရာတွေကမှားနေလားလို့ကိုယ့်ကိုတစ်ခါကျရင်သုံးသက်တယ်ကိုတပည့်တွေလည်းဒီလိုဖြစ်ခဲ့ပါတယ်ကိုလည်းတစ်ချိန်လုံးကတွဲကားမောင်းနေဆိုတော့ကိုတပည့်တွေကပဲကိုရီထက်ခြေသာပြင်းတာလားလို့စဉ်းစားမိတယ်အခုကဝိတ်ဘော်တွေလေအရန်မောင်းကြတယ်မမောင်းပါနဲ့ကီလို60 80ဆိုတော့ပေါ့ဂျီးတာဒီမောင်းပြီးတော့မှလီဘာနင်းမှာစီစားရဆိုတာမဟုတ်ပါဘူးသူ limit နဲ့သူပါပဲမဆိုင်ပါဘူး10လုံးတို့ကြီးမောင်းတော့လေစီစားကြရလို့ပြောတာပဲကျွန်တော်တို့ကစီစားမောင်းနေတာမှမဟုတ်တာ GPS တက်ထားရဆိုရင်စီစားလဲမောင်းစရာမလိုအမြန်နှုန်းလဲမောင်းစရာမလိုကိုယ့်အသက်အနေနဲ့ထက်ဘာမှအရေးမကြီးပါဘူးအခုခေတ်မှာဘလို့လှုပ်ဘသူတွေဘာတွေပြောဘယ်ချိန်ကဖြစ်ကားသမားအနှိမ်ငံဘဝလာလေအသက်ကိုတော့အတိမခံပါနဲ့ဝကြွေးတွေဆက်ရအောင်မယ်ကြားရနော်စေနာနဲ့ပြောပြတာ